အရှိဘမိုးကုတ်စဝိုင်းစီကအမှောင်ထုကိုထိုးခွဲကနူးညံ့တဲ့အလင်းတန်းလေးများတဖြည်းဖြည်းတိုးဝင်လာခြင်းတရွက်ဖျားလေးတွေတော့မှတွဲခုနေတဲ့နှင်းပေါက်ကလေးတွေဟာပေါ်ထွက်လာစားပြုတ်ပြီးဖြစ်တဲ့ရွှေရောင်နီးချီနွေးနွေးအောက်မှာစိန်ပွင့်လေးများပါမှာပြိုင်တူလင်းလက်တောက်ပါနေကြပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးမှာစိတ်ငြိမ်အေးချမ်းနေပြီးကြီးငကလေးတွေရဲ့တီးဆူတဲ့အစာပြုတ်လာခြင်းမှာလန်းဆန်းလှပတဲ့နနခင်အသေးဟာစတင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ဟာမနက်ခင်းရဲ့အေးမြတဲ့လေဖြီနဲ့အတူသိရွက်စိမ့်စိမ့်လေးတွေပေါ်ကြားရောက်နေတဲ့နေရောင်ကြီးနွေးနွေးကိုငီးကြည့်ရင်လက်ထဲကကော်ဖီစိတ်ကျိတ်ဆက်လေးရဲ့လက်ကင်ကိုအရှိန်မှန်မှန်လှည့်နေမိပါတယ်တကြစ်ကြစ်နဲ့ကြိတ်ချီခံလိုက်ရတဲ့အညိုရင့်ရောင်အီတာလီယန်रूसကော်ဖီစိတ်တွေစီကလက်ဆက်ဆန်းတဲ့ခါတတ်အနံ့တင်းတင်းလေးဟာလီထုထဲသို့ရုပ်ချင်းပြန့်လွင့်လာကရှူရှိုက်မိသူအဖို့လန်းဆန်းသွားစေပါတယ်ကြိတ်ပြီးသားကော်ဖီအကြမ်းမုံလေးတွေကိုကော်ဖီစစ်တဲ့ကရော့ပုံစက်ကူဖီလ်တာထဲသို့မဖိတ်အောင်တတိထားထည့်ပြီးရေနွေးပူပူကိုဖြည်းဖြည်းဝိုင်းဝိုင်းလေးလှည့်ကလောင်းချလိုက်တဲ့အခါမှာတော့စက်ကူကရော့တွေကကော်ဖီမုံမျက်နှာပြင်လေးဟာဖောင်းကြွတက်လာပြီးတငွေငွေထွက်လာတဲ့ငွေတလူလူနဲ့အတူရင်ကိုနှွေးထွေးသွားစေတဲ့ကော်ဖီစစ်စစ်ရဲ့တင်းပြန့်တဲ့ရနံ့ကတခန်းလုံးကိုလွှမ်းခြုံသွားပါတော့တယ်ကျွန်တော်အတွက်တော့လက်လက်ကော်ဖီကျိတ်ဆက်ကလေးရဲ့အသံပြန်လွင့်လာတဲ့ကော်ဖီနဲ့တင်းတင်းနဲ့ကော်ဖီမတ်ခွက်ထဲကိုတဆက်ဆက်ကျလာတဲ့ကော်ဖီရည်ကလေးတွေဟာနနက်ခင်းအတွက်ပြီးပြည့်စုံတဲ့အငြိမ်းချမ်းဆုံးတန်စင်ရနံ့နဲ့အလားတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ဟာကော်ဖီခွက်ကိုယူကအင်ရှိဝရန်တာကပန်းအိုးလေးများကြားမှာချထားတဲ့ကလထိုင်ရှိရာသို့ထွက်ခဲ့ပါတယ်ကျွန်တော်ကနက်နက်တိုင်းထိုခုံလေးမှာထိုင်ရင်ပဲပြုတ်တီကစလို့လမ်းသွားလမ်းလာများကိုငေးမောလေးရှိပါတယ်ဒီမနက်မှာတော့ထိုနေရာလေးမှာထိုင်ရင်ကော်ဖီနဲ့မီစမ်းဘူးစာအုပ်စင်ကစာအုပ်တအုပ်ကိုကြာပန်းဆွဲယူဖြစ်ခဲ့ပါတယ်ခုံဘီကစပွဲလေးပေါ်ကော်ဖီခွက်ကိုချထားလိုက်ရင်စာအုပ်ကိုကြည့်မိတော့ Toyota Kaizen Methods 6 Steps to Improvement ဆိုတဲ့စာအုပ်ကလေးဖြစ်နေပါတယ်ဒီစာအုပ်ကလေးဟာလွန်ခဲ့တဲ့စေစုနှစ်များစွာအတွင်း Toyota Motor Corporation မှာလက်တွေ့ကျင့်သုံးခဲ့တဲ့ကျွမ်းကျင်မှုများနဲ့နည်းပညာများကိုအဓိကထားရေးသားထားတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်စာအုပ်ထဲမှာဒုတိယကမ္ဘာစစ်အပြီးပျက်စီးယုံယွင်းသွားခဲ့ရတဲ့ဂျပန်နိုင်ငံရဲ့စက်ရုံများကိုပြန်လည်ထူထောင်ခဲ့တဲ့ Toyota ကုမ္ပဏီကြောင့်ရေးသားထားတာကိုဖတ်ရှုမိပါတယ်အဲ့ဒီအချိန်ကအရင်အမြင့်နေပါလာတဲ့ဂျပန်နိုင်ငံမှာ Toyota ဟာအန်အောဝယ်ယာအောင်မြင်မှုကိုရရှိခဲ့တာဟာရုတ်တရက်အကြီးအကျယ်ပြောင်းလဲပြစ်လိုက်တာမဟုတ်ပါဘူး Kaizen ဆိုတဲ့စင်စက်မပြတ်ပုံမကောင်းမအောင်ပြုပြင်ခြင်းအယူအဆကိုအောက်ခြေကစပြီးလူတိုင်းပါဝင်အောင်ကျင့်သုံးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်အဲဒီကမှတဆင့်ကဘာထိတ်တန်းကားထုတ်လုပ်သူအဆင့်ရောက်ရှိလာခဲ့ပုံကိုဖတ်ရတဲ့အခါဘဝရဲ့သဘောတရားကိုပါရှင်းနွယ်ပြီးစဉ်းစားမိလာပါတယ်။စာရေးသူက PDCA ဆိုတဲ့လုပ်ငန်းစဉ်အကြောင်းကိုလည်းရှင်းပြထားပါသေးတယ်။ P ဆိုတာက plan စီမံခြင်းမိမိ၏ဘဝသို့မဟုတ်အလုပ်တွင်ပုံမကောင်းမွန်ခြင်းနဲ့အသေးစားအပြောင်းလဲလေးတစ်ခုကိုအစီအစဉ်ဆွဲခြင်းကိုဆိုလိုပါတယ်။ဒီကတော့ do လှုပ်ဆောင်ခြင်းထို့အစီအစဉ်ကိုကြီးကြီးမားမားမဟုတ်ဘဲတီးငယ်သောစမ်းသပ်မှုဖြစ်စတင်ကြည့်ခြင်းဖြစ်ပါတယ်။ပြီးတော့ C က check စစ်ဆေးခြင်းစမ်းသပ်မှုရဲ့ရလဒ်ကို easy စွာပြန်လည်သုံးသပ်ပါတယ်။နောက်ဆုံး E ကတော့ act အကောင့်ထဲပေါ်ခြင်းအဆင်ပြေပါကစံနှုန်းတစ်ခုအဖြစ်သတ်မှတ်ကပိုမိုကောင်းမွန်အောင်ဆက်လက်ပြင်ဆင်သွားပါတယ်။ကော်ဖီကိုတငုံမုံတောက်လိုက်ရင်သူတို့ပြောထားတာကိုတွေးကြည့်နေမိပါတယ်။ကျွန်တော်တို့ဟာဘဝကိုပြောင်းလဲခြင်းတဲ့အခါကြီးမားတဲ့ပြောင်းလဲမှုကြီးများကိုညာတွင်းချင်းဖြစ်လာဖို့အလောတကြီးဖြစ်တတ်ကြပါတယ်။သို့တော့ Toyota နဲ့ PDCA နီလန်တို့ကတင် जा ပေးလိုက်တဲ့အယူအဆကတော့ဘဝဆိုတာတောင်ကြီးတစ်လုံးကိုညာတွင်းချင်းရွှေ့ပြရမဟုတ်ပါ။တောင်ကြီးတွင်ရှိနေသည့်ကြောက်ခဲလေးတစ်လုံးချင်းကိုနေ့စဉ်ရက်ဆက်ပုံမှန်လေးရွှေ့ပေးနေရုံနဲ့ပင်လုံလောက်သည်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။တရားခိုင်နှုန်းများသာရှိတဲ့တင်းငယ်တဲ့တိုးတက်မှုကလေးများဟာနေ့စဉ်ဘဝမှာကြည်တာတော့မပြောပလောက်လို့ထင်ရပြီမဲ့အချိန်ဆိုတဲ့ဂိမ်းကနန်းနဲ့မြောက်လိုက်တဲ့အခါမှာတော့အံ့ဩဖွယ်ရာကောင်းလာအောင်ကြီးမားတဲ့အသီးပွင့်တွေကိုတီးပွင့်စီပဲမဟုတ်ပါလားစာရေးသူတယောက်အတွက်
နေစဉ်စာတစ်ပိုက်ဒို့မဟုတ်စာကြောင်းအနေငယ်ပုံမှန်ရေးသွားခြင်းစိတ်ဖိစီးမှုများတဲ့ဘဝထဲမှာဒေါသဒို့မဟုတ်စိုးရိမ်စိတ်လေးကိုနည်းနည်းလေးလျှော့ချနိုင်ခဲ့ခြင်းနေစဉ်လမ်းအနေငယ်ပိုလျှောက်ဖြစ်ခြင်းစတဲ့အသေးမွှားလေးတွေဟာကျွန်တော်တို့ရဲ့ဘဝကိုတဖြည်းဖြည်းမတိမတာပြောင်းလဲပေးနေတဲ့အင်ဂျင်ဆက်ငယ်လေးများပဲဖြစ်ကြပါလေအရင်ကဆိုရင်ကျွန်တော်ဟာဘဝကိုအလွန်အမင်းအလင်းလိုခဲ့ပူပါတယ်အရာရာကိုကြီးမားတဲ့ပြောင်းလဲမှုကြီးများထိခိုက်ထများရမတတ်စွန့်စားမှုကြီးများနဲ့တိုင်းတာခြင်းကဲ့သို့ဖြစ်ခဲ့ပါတယ်စာအုပ်အုပ်ရေးမယ်ဆိုရင်လည်းရပ်ပိုင်းအတွင်းပြည့်စုံတဲ့လက်ရာတစ်ခုဖြစ်လာခြင်းခဲ့ပါတယ်ဘဝရဲ့အလှည့်အပြောင်းဆိုတာဟာလေစာအုပ်တွေတဲကလို့ပွဲကြီးပွဲကောင်းစိန်ခေါ်မှုကြီးများဖြစ်ရမယ်လို့ယူဆခဲ့ပါတယ်သို့တော့ဒီလိုမျိုးကြီးမားလွန်တဲ့မျောလင်းချက်များနဲ့ရီမန်းချက်အနည်းငယ်တွေဟာကျွန်တော်ကိုမောပန်းနွမ်းနေစေတာကလွယ်လို့အခြားမရှိခဲ့ပါအဆုံးသတ်မှာတော့ဘလူးချီလန်းမျိုးမှမလှမ်းရဲတော့ပဲလက်မိုင်းချရက်တန့်သွားရတဲ့ရပ်ပေါင်းများစွာသာကြံရစ်ခဲ့တာကြီးဖြစ်ပါတယ်ရာရာကိုလက်လျှော့ချင်စိတ်ပေါက်နေတဲ့နေ့ရက်များထဲမှာဒီမနေ့မှာတော့ကျွန်တော်ဟာဂျပန်လူမျိုးတို့ရဲ့ခိုင်ဇန်ဆိုတဲ့အယူဆလေးနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်ခိုင်ဇန်ရဲ့မူလအစသမိုင်းကြောင်းကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်ဂျပန်စကားလုံးတစ်ခုဖြစ်ပေမဲ့မူလအစမြစ်ဖြားဟာဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်ပြည်ထောင်စုကစက်ရုံတွေမှာစတင်ခဲ့ပြီးအဲဒီကမှတဆင့်စစ်ပြီးခေတ်ဂျပန်နိုင်ငံမှာပုံမူပြည်စုံတဲ့စနစ်တစ်ခုအဖြစ်ပွင့်လန်းလာခဲ့တာဖြစ်ပါတယ်ပြီးရင်နေ့စဉ်နဲ့အမျှပုံမကောင်းမွန်အောင်ပြုပြင်ပါလို့လေ့ကျင့်ပေးခဲ့ပါတယ်အဲ့ဒီအယူအဆဟာကြောက်ခဲတစ်လုံးချင်းစီကိုရွှေ့ရင်တောင်ကိုရွှေ့ယူမယ်ဆိုတဲ့ကိုင်ဇန်ရဲ့အမြုတီရုပ်ပုံလွှာပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်အစိုးရဟာစစ်ဖက်ဆိုင်ရာပစ္စည်းကိရိယာတွေကိုအမြန်ဆုံးနဲ့ထိရောက်ဆုံးထုတ်လုပ်နိုင်ဖို့အတွက် Training Within Industry TWI ဆိုတဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်အဲ့ဒီအစီအစဉ်ထဲမှာ Job Methods GM ဆိုတဲ့သင်ခန်းစာပါဝင်ပြီးဝန်ထမ်းတွေကိုလက်ရှိလုပ်ငန်းစဉ်တွေကိုတင်းငယ်တဲ့အစိတ်ပိုင်းလေးတွေအဖြစ်ခွဲခြမ်းစိတ်ဖြာပါပြီးရင်နေ့စဉ်နဲ့အမျှပုံမကောင်းမွန်အောင်ပြုပြင်ပါလို့လေ့ကျင့်ပေးခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အပြီးမှာဂျပန်နိုင်ငံရဲ့စက်ရုံများနဲ့စီးပွားရေးဟာလုံးဝပျက်စီးယိုယွင်းခဲ့ရပါတယ်အဲ့ဒီအချိန်မှာ American စစ်အုပ်ချုပ်ရေးအဖွဲ့ GHQ ကဂျပန်ရဲ့စက်ရုံများကိုပြန်လည်ထူထောင်ဖို့အတွက် TWI သင်တန်းစနစ်နဲ့ပို့ချချက်များကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်ဒါ့အပြင်စက်ရုံတွေမှာ quality control အရေးအသွေးထိန်းချုပ်ခြင်းနဲ့ PDCA Plan Do Check Act အယူအဆများကိုလည်းပို့ချခဲ့ကြပါတယ်ဂျပန်တွေဟာအမေရိကန်မှရရှိတဲ့အယူအဆတွေကိုမိမိတို့ရဲ့အလုံးလုံးပုံယဉ်ကျေးမှုစည်းကမ်းတကျရှိမှုတို့နဲ့ပေါင်းစပ်ကာခိုင်စင်ခိုင်ပြောင်းလဲခြင်းစင်ကောင်းမွန်ခြင်းဟုသုံးနှုန်းပြီးတဘာဝကြကြအမြင့်တွေလာစေရတာပဲဖြစ်ပါလေ။ကိုင်စန်းကိုကဘာတိအောင်လက်တွေ့အကောင့်ထဲပေါ်လိုက်သည့်အဓိကအုံမြင့်မှာ Toyota Motor Corporation ဖြစ်သည်။ Toyota ၏တည်ထောင်သူများနှင့်အင်ဂျင်နီယာများဖြစ်ကြသောကီအီချီရိုတိုယိုတာနှင့်တာအီချီအိုနိုတို့သည်စပီးခေတ်အရင်းမြစ်ကောင်းပါမှုကိုရှင်းဆိုင်ရန် Toyota Production System TPS ကိုတည်ထွင်ခဲ့ကြသည်အဆိုပါစနစ်တွင်ထုတ်လုပ်မှု၏အလေးအလွန် waste မူတာများကိုရှာဖွေဖယ်ရှားခဲ့သည်အထက်လူကြီးကတီးတန့်အမိန့်ပေးခြင်းမဟုတ်ဘဲအောက်ခြေစက်ရုံအလုပ်သမားများပါမကြမ်းမိမိတို့၏လုပ်ငန်းစဉ်ကိုနေ့စဉ်တိုးတက်အောင်ကြံစားခွင့်ခိုင်စင်ပေးခဲ့သည်တို့ဖြင့်တိုယိုတာသည်အခြားကမ္ဘာကားကုမ္ပဏီကြီးများကိုကျော်လွန်ကာထုတ်လုပ်မှုမြန်ဆန်ပြီးအရေးအသွေးမြင့်မားသောကမ္ဘာထိပ်တန်းကုမ္ပဏီအဖြစ်သို့ရောက်ရှိလာခဲ့သည်လို့လည်းဖတ်ရပါတယ်ပြီးတော့ဂျပန်တို့ရဲ့စက်ရုံတွင်လျှို့ဝှက်ချက်ဖြစ်တဲ့ဂိုင်ဇန်ကိုတကမ္ဘာလုံးကအဓိကသတိပြုမိသွားစေခဲ့သူကတော့မာဆာအာကီအီမိုင်ဖြစ်ပါတယ်သူက1986ခုနှစ်မှာ Kaizen The Key to Japan's Competitive Success ဆိုတဲ့စာအုပ်ကိုအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့ပါတယ်။အဲဒီစာအုပ်ထွက်ရှိလာပြီးနောက်တွင်အနောက်နိုင်ငံများရှိစီးပွားရေးလုပ်ငန်းများစက်ရုံများဆေးရုံများနဲ့ဝန်ဆောင်မှုလုပ်ငန်းများပါမကျန် Kaizen စနစ်ကိုစိတ်ပါဝင်စားစွာလေ့လာကျင့်သုံးလာကြတော့တယ်။အနှစ်ချုပ်ရလေ Kaizen ဆိုဒီမှာအမေရိကန်တို့ရဲ့အလုပ်ခွင်ပြုပြင်ရေးနည်းလမ်းများနဲ့ဂျပန်တို့ရဲ့စီးစပ်သေးချမှုနဲ့
အစင်မပြတ်တိုးတက်လို့ယဉ်ကျေးမှုတို့ပေါင်းဆက်ရမှာပေါက်ဖွာလာတဲ့အယူအဆပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာတော့ကိုင်ဇန်ကိုစက်ရုံထုတ်လုပ်မှုများနိုင်တာမက software development စီမံခန့်ခွဲမှုစနစ်များနှင့်ကိုယ်ပိုင်လူနေမှုဘဝမြင့်တင်ရေး personal development နေပေများအထိအောင်မြင်စွာအသုံးချနေကြပြီဖြစ်ပါတယ်ကျွန်တော်ကတော့ရိုးရှင်းလာတဲ့ကိုင်ဇန်အယူဆလေးကိုစဉ်းစားမိတဲ့အခါရင်ထဲမှာလေးလံနေတဲ့ဝင်းတုပ်ကြီးကျသွားသလိုခံစားလိုက်ရပါတယ်ကော်ဖီကွက်ထဲကလက်ကျန်ကော်ဖီလေးကိုမော့လိုက်ရင်ကုန်လုံးခဲ့တဲ့နေ့ရက်တွေကိုပြန်လဲသုံးသပ်ကြည့်တဲ့အခါအကြီးကျယ်အောင်မြင်မှုကြီးများမရှိခဲ့ရင်တောင်မှဒီနေ့တော့မနေ့ကထက်စားတဲ့ကြောင့်ပိုရေးနိုင်ခဲ့တာပဲသို့မဟုတ်ဒီနေ့တော့အရင်ကထက်စိတ်ရှိနိုင်ခဲ့တာပဲလူပြုံးပြုံးလေးတွေးနိုင်ခဲ့ရင်ကိုဒါဟာတဘာဝကြပြီးလှပတဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဘယ်အရာအတွက်ပဲဖြစ်ဖြစ်အလျင်စလို့စွန့်စားရန်မကြိုးစားပါနဲ့တော့ဟီမန်ချက်ကြီးကြီးမားမားတွေရဲ့ဖိအားအောက်မှာကိုညှဉ်းပန်းမနေပါနဲ့တော့ဒီနေ့ကိုလုံနိုင်တဲ့အပြောင်းလဲသေးသေးလေးတစ်ခုကိုပဲညှဉ်းနိုးစွာနဲ့စတင်လိုက်ပါ။ဘာကြောင့်လဲဆိုတော့မနှက်ဖြန်ဟာဒီနေ့ထက်နည်းနည်းလေးပဲဖြစ်ဖြစ်ပူကောင်းနေရမယ်ဆိုတဲ့ယူရှင်းတဲ့ယုံကြည်ချက်လေးနဲ့လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာဖေတော်မှမမှားရွေးနိုင်ပေပုံမူလှပတဲ့မနှက်ဖြန်များစီတော့အရောက်ခေါ်ဆောင်သွားပါလိမ့်မယ်။စားဖတ်သူမိတ်ဆွေကြီးဒီဆောင်းပါးလေးကိုဖတ်ပြီးတဲ့နောက်တင်ရောဒီနေ့မှာမနေ့ကထက်နည်းနည်းလေးပဲဖြစ်ဖြစ်ပိုကောင်းသွားအောင်ဘလို့သေးနေတဲ့ခြေလှမ်းလေးတစ်ခုကိုစတင်လိုက်ချင်ပါသလဲ